န်းเสဝိညာဉ်စေးရည်နဲ့တင့်တစိတ်အစင့်တက်လမ်းချင်းဝန်လင်းဟာနဗျာပတိစေးရဲ့အကူအညီနဲ့ပတိစေးထက်ကဟင်းလင်းပြင်မှာအချင်းအတော်ကြာအောင်ကြင့်ကြံခဲ့ပြီးနောက်တိတာထင်းရှားတဲ့ပြောင်းလဲမှုတွေကိုစတင်ခန်းစားလာရပါတယ်။သူဟာအပြင်လောကမှာအစီအကံတပိတ်တယောက်အနေနဲ့ရေးခန်းရတဲ့အလုပ်ကိုလုတ်ကင်နေရစေဖြစ်ပြီးမယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ဝိညာဉ်စွမ်းအားချီတွေကတဖြည်းဖြည်းနဲ့အားကောင်းလာနေပြီဖြစ်ပါတယ်။ဒီနေ့မှာတော့ဝန်လင်းဟာပရိစေကိုအသုံးပြုပြီးထူးခြားတဲ့စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။သူဟာပရိစေကိုရေထဲမှာနှစ်ထားလိုက်တဲ့အခါထိုရေတွေဟာကြင့်ကြံသူတွေအတွက်အလွန်တန်ဖိုးရှိတဲ့ဝိညာဉ်စွမ်းအားပြည့်ဝသောဆေးရည်အဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။ဒီဆေးရည်ဟာကြင့်ကြံသူတွေရဲ့ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုဖယ်ရှားပေးရုံနဲ့မကပဲကြင့်ကြံတဲ့အဆင့်ကိုလည်းမြန်ဆန်စေပါတယ်။ဝန်လင်းဟာအဲ့ဒီဆေးရည်ကိုနေ့စဉ်တောက်သုံးပြီးညဘက်တိုင်းပရိစေတဲ့ကဟင်းလင်းပြင်မှာလေ့ကျင့်ပါတယ်။သူဟာပါရမီမရှိဘူးလို့အပြောခံခဲ့ပေမဲ့အခုဆိုရင်ချီ condensation ရဲ့ပထမအဆင့်ကိုအောင်မြင်စွာကြော့ဖြတ်နိုင်ခဲ့ပါပြီ။သူ့ရဲ့အမြင်အာရုံနဲ့အကြောက်အာရုံတွေဟာတာမန်လူတွေထက်အစပေါင်းများစွာပုံမိုထက်မြက်လာခဲ့ပါတယ်။ဂိုင်းထိန်မှာတော့ဝန်ဂျိုးနဲ့တခြားတပည့်တွေကဝန်လင်းကိုအမိုက်တစ်ခုလိုပဲဆက်ပြီးနှိမ်ချနေကြတော့မှာ။ဒါပေမဲ့ဝန်လင်းကတော့သူတို့ရဲ့လောင်ပြောင်တန်းတွေကိုအပြုံးနဲ့ပဲတုံ့ပြန်ခဲ့ပါတယ်။သူဟာသူ့ရဲ့အစွမ်းစာတွေကိုအခုထိလူသိမခံသေးပဲတိတ်တဆိတ်သာအင်ဟာဆူဆောင်နေခဲ့ပါတယ်။သူသိထားတာတခုကတော့တကယ့်အင်အားကြီးသူဟာသူတပားကိုကြွားဝါဖို့မလိုဘူးဆိုတာပါပဲ။အခန်းစဉ်အဆုံးမှာတော့ဝန်လင်းဟာဂိုင်းရဆေးပင်စိုက်ခင်းတွေမှာအလုပ်လုပ်ရင်းပရိစေကရတဲ့ဆေးရည်တွေကိုအသုံးပြုကအဖိုးတန်ဆေးပင်တွေကိုဘသူမှမသိအောင်ပြုစုပြိုးထောင်နေပါတယ်။ဝန်လင်းရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအားတွေဟာတဖြည်းဖြည်းနဲ့နှက်ရှင်းလာပြီးဒုတိယအဆင့်ချီ condensation စီကိုဥတည်နေပါပြီ။